နောက်တစ်ခုက background problem မှားလိုက်တဲ့အတွက်ကြောင့် background မှာမလိုလားတဲ့ဒီဘက်ကပြုတ်သွားတာရှိတယ်နော်ဟိုခုဒီပြိုင်ပွဲမှာဒီကကျွန်တော်အဲ့ဒါပြောချင်နောက်တစ်ခါနောက်ပြိုင်ပွဲတွေမှာကြာအဲ့ဒါကိုတတိထားနော်စုမရတာဘာကြောင့်စုမရလဲဆိုတော့ဒီထဲမှာစုရနိုင်တဲ့ရည်ချင်းရှိတဲ့ဟိုက model ရဲ့ချိုးစားလေးကောင်းတာတွေပါရှိဒါပေမဲ့ background နောက်ရက်တွေဖြစ်နော်နောက်တစ်ခါ problem မှားတယ်စောစောပြောလို့3 quarter ဖြတ်တာခြေသလုံးကဖြတ်တာ problem မှားတဲ့ကောတော့ကျွန်တော်3မှစနစ်6လိုက်ဟုတ်ကဲ့သူကသူမျက်နှာဘာကောင်းနေတယ်နော်နောက်တစ်ခါဒီ model ဆိုတာကခင်ဗျားတို့ပြောထားပြီးသားရှိတာ model ဒီပထမ model ဒီဒုတိယ model ဒီဒုတိယဟောတတိယနော် background ဒီ model ကိုသွားပြီးတော့နောက်ရက်မပေးရဘူးနော်နောက်တစ်ခါခုတွေးရတာဗါလဲဆိုခေါင်းကိုသွားပြီးတော့ horizontal တွေ vertical line ပေါ်စေတဲ့အရာတွေက tangential လာဖြစ်ရှိနေတယ်နော်ပခုံးအောင်တတ်နိုင်ဆုံးနှိပ်ပြီးတော့ထားပြီးနော်နောက်တစ်ခါအလင်းပေါက်တာနော်အလင်းတွေပြန်မနေတာတွေအဲ့အလင်းတွေက model ရဲ့မျက်နှာတွေကိုနှောက်ရက်ပေးလို့ပြုတ်သွားတာရှိတယ်ဟုတ်ကဲ့နော်အဲ့ဒီအနေထားလေးတွေမှာခင်ဗျားတို့ရှောင်နိုင်လို့ရှိရင်နောက်ထပ်ဒါတဲ့ဆိုနော်သူကျွန်တော်ပြောပါတယ်သူကြီးရနိုင်တဲ့အနေထားရှိတယ်ဘာကြောင့်နှစ်သိမ့်ဖြစ်သွားနော်အဲ့တော့ခင်ဗျားတို့ cropping မှာတော့ဒူးထက်ကဖြတ်တော့ဒူးအောက်လျှော့လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုဟိုပထမဒီဟိုပေါ့ကျွန်တော်တို့ဒီဗမာဝိစုံမှာဆိုရင်လုံကြီးလေးကကားပါဘေးမှာဂါဝင်လေးလိုကားပါသူကသူ line လေးတက်သွားပြီးတော့တင်မာကဘေးဝင်သွားတာရှိနေရဲ့သားနဲ့အောက်ကတကပြန်ကားပါပြန်ကားပြီးတချို့ပုံကြတော့ဘာဖြစ်နေလဲဆိုတော့အဲ့ဒီနေရာကိုမတတ်နိုင်တဲ့အခါကျတော့အောက်ကအလင်းပြန်အာကြီးarea တအားများနေတော့ပေါ့နောက်ရှစ်ပြန်အဲ့ဒီနေရာလေးကိုဒါဖြတ်ခဲ့နိုင်ဖြတ်ပြီးတော့ခင်ဗျားတို့တင်နိုင်လို့ရှိရင်တင်ခဲ့ရင်အဲ့ပုံတချို့ပုံတွေဆိုတာအခုပြစုရတဲ့ပုံတွေတော့လွင့်သွားတယ်ဟုတ်ကဲ့နော်ကျွန်တော်အဲ့ဒါလေးပဲပြောချင်တယ်အဲ့တော့ခင်ဗျားဘာမေးချင်လဲဒီတော့ဒီလားမေးထားပြီးတော့လေးလာကြဟုတ်ကဲ့ပေါ်ရင်းများများကြည့်ပါနော်တိုင်ဝဲတွေလည်းဝင်ပါကျွန်တော်အဲ့လောက်ပြောချင်တယ်အခုပြောတဲ့အနေထားလေးတွေဒါကလည်းပြင်ပေးလိုက်နော်ဆရာအဲ့တော့ problem ပေါ့ဆရာဟုတ် problem လေးကကျွန်တော်တို့ဆရာပြောတဲ့ဟိုအချိုးစားလေးလည်းဖြတ်မယ်အဲ့တော့ဟိုကြက်လုံးအားကြီးတာနဲ့ခြောင်လုံးအားကြီးတာမျိုးတွေကျွန်တော်တွေ့ရတယ်ခင်ဗျာအဲ့ဒါကျတော့ကျွန်တော်ခံစားကြည့်တယ်ဟုတ်ကဲ့ခင်ဗျာဟိုအနီးကကြည့်လိုက်ဝေးကကြည့်လိုက်ခင်ဗျာကိုယ်တိုင်မွန်းချက်သလားစဉ်းစားကြည့်လိုက်ခင်ဗျာကိုယ်တိုင်မွန်းချက်မှတော့ကျန်တဲ့လူသွားမပြောင်းနိုင်တော့နော်ခင်ဗျာကိုယ်တိုင် rest ဖြစ်သလားဟုတ်နော်ဟိုသူပထမရသွားနောက်ဆုံးပထမရသွားပုံဆိုရင်အဲ့ဒီ model အကြည့်ဒီခင်ဗျားတို့ဒီပြိုင်ဝဲဒီတင်ထားတဲ့ပုံတွေအားလုံးထဲမှာအဲ့အကြည့်ကောင်းဆုံးပဲကျွန်တော်တို့အကြည့်ကြောင်ပေးကြတာပြင်လေးတော့နည်းလေးလူတယ်ဒါပေမဲ့ तू ကအကြည့်ကောင်းတယ် back ကောင်းတယ်နော်ဟို तू ပြုံးနေတာလေးကတောင်းတတာပြီးရှိတယ်ဒီပုံလားနော်ဟုတ်ဒါလေးကနည်းနည်းလေးကိုပြင်နည်းနည်းလေးဒီ model ဘာကိုနည်းနည်းလေးတင်လိုက်နည်းနည်းလေးပဲပေါ့နည်းနည်းလေးတင်လိုက်လို့ရှိရင်တော့ဒီပုံမှာနည်းနည်းအကြည့်ခံတော့ तू အပြစ်တော့အဲ့လားလေးတော့ပြောစရာရှိတယ်ဒါပေမဲ့ပထမရောရသွားတယ်ပေါ့ဟုတ်ကဲ့ဒါအားလုံးကြိုက်သွားတယ်ထင်ပါတယ်အဲ့တော့တခြားကျွန်တော်ပြောပြမယ်ခင်ဗျားတို့ဓာတ်ပုံမှာနော်တစ်ခုတည်းသောလုပ်ပိုင်ခွင့်က cropping ပဲခင်ဗျားတို့ဘာမှ liquify နေပါဘူးတော့တိုးဖို့မကြိုးစားနဲ့ခင်ဗျားတို့ cropping နိုင်အောင်ဖြတ်နိုင်အောင်အရင်ဆုံးကြိုးစားနော်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ပုံပြီးပါလို့လာတယ်ဖြတ်ကြည့်ပေါ့ဗျာခင်ဗျားတို့ဘယ်ကပေးရမှာမဟုတ်တာဟုတ်တယ်မလားကိုဟိုမှာကွန်ပျူတာမှာကိုဖြတ်ကြည့်ပေါ့ဖြတ်ကြည့်လို့အကြည့်ခံရလားဆိုတော့စဉ်းစားဘာတွေနှောက်ယှက်ဖြစ်တယ်အဲ့ကောင်ဖြတ်လို့ရသလားနော်မလိုလားအပ်ပဲနဲ့ပို့ပြီးတော့ခြောင်ထားလိုက်တဲ့အခါကျတော့လိုလားအပ်တဲ့ပြဿနာဒီတော့ကြည့်ရမှာကိုကိုတိုင်းကြိုက်လာတယ်ဟုတ်ကဲ့ကိုကိုတိုင်းမှမကြိုက်ဘူးသူလည်းမကြိုက်တော့ဟုတ်အဓိကနေရာယူတတ်မှုနဲ့ကင်မရာအန်ဂယ်ပေါ့နော်ဒီဖိုကယ်လည်းနေပြီးတော့အပေါ်ပေးရိုက်မလားအောက်ကနေထိုင်ရိုက်မလားတော့တခုအဲ့လိုရိုက်မလားဆိုတာတွေကဓမ္မအဲ့ဒီဘောမှာဆိုလို့အဲ့မှာ background တွေပြောင်းသွားတယ်အပေါ်ပြည့်ရလို့ရှိရင်တော့မလိုအပ်တဲ့အောက်မှာရှိတဲ့ highlight ကြီးတွေကထမ်းနေမှာအဲ့ကောင်တွေမျက်နှာမှာလာပြီးတော့နှောက်ချက်ပြီးပုံလုံးကြည့်လိုက်လို့ရှိရင်ဘာအရင်စမြင်မှာအဲ့လင်းလုံးရာအရင်စမြင်တယ်အဲ့အလင်းလုံးရာဓာတ်ပုံလုံး model လှမှာအကြောက်စရာတော့အဲ့လင်းတဲ့အရာတို့ကဖိနေအောင်ဟိုပြီးတော့ horizontal line တွေကထိုင်ရိုက်လို့ရှိရင် horizontal line တွေအောက်ရောက်သွားမတက်ရလို့ရှိရင် horizontal line တွေအပေါ်ရောက်လာမနေ့ကဗမာဝိစုံမှာ line တွေကိုကျွန်တော်တို့တတိထားဗမာဝိစုံမှာအဲ့မတက်ရတဲ့ဟာပုံလေးတွေမှာ model တွေတော့ပေါ်ဖိမရိုက်ဘူးဘာလို့ model ရက်ပုနေတာမှာပေါ်ဖိလိုက်လို့ရှိရင်ပို့ပုသွားဟုတ်ကဲ့အနည်းဆုံးဒူးဝေပြီးချရိုက်မှာအဲ့ model ရဲ့ခန္ဓာကိုယ်လေးကြွားလာတယ်သူကနောက်ကဟိုဘလိုလားတဲ့အောက်ဘေးဘေးမှာရှိနေတဲ့အဲ့ light တွေဟိုအလင်းကွက်တွေကလည်းတောင်းပြီးပြောက်သွားပြ cropping နေလို့ရ cropping ဆိုတော့ကျွန်တော်တို့ကအခုတော့
ခြေလုံးကကိုစစ်ပြောလို့ပေါ့ကောက်ကွင်းအောက်ကနေတော့ဖြတ်လိုက်လို့ရှိမှဖြစ်တယ်ဆိုပုံကရှည်သွား ဟုတ်ကဲ့ အဲ့တော့ဘေးကမလိုပဲအပေးနဲ့အားဘူးကွမ်းမှုဖြတ်ကြည့်လိုက်လေဒီဒူးထက်ကဖြတ်တာကောင်းမလားဒူးအောက်ကဖြတ်ရင်ကောင်းမလားခြေလုံးကဖြတ်လို့ရှိရင်ဘယ်လိုဖြစ်ပုံကထွက်လာမလဲနော်ဘေးကားမလားဟိုဒူးထက်ကတင်မနောက်အောက်လောက်ကနှမ်းလမ်းမလောက်ကနေဟိုဖြတ်လိုက်လို့ရှိရင်ပုံကကြစ်ပြီးတော့ပြေးလာအဲ့တော့မလိုရတဲ့ပုံတွေကမပါလာအမှန်လောက်ချက်တွေမပါလာတော့မော်ဒယ်ပုံမှန်ပေါ်လာ ဟုတ်ကဲ့ အဲ့ဒါမိုးလေးတွေပေါ့ကျွန်တော်တင်တန်းလေးတက်ပြည့်လို့ပြပါလေဘလို့အနေထားရဲရတယ်လိုက်တင်လေးတွေကဘလို့ထားရတယ် background ကိုဘလို့ထားရတယ်သူချက်ခါကျတော့ကျွန်တော်အများနဲ့ရတယ်ကိုချင်းစာပါတယ်ကိုရတဲ့နေရာလေးကမကောင်းဘူးနေတော့ဒါပေမဲ့ရသလောက်လေးနဲ့ဟိုအစီပြောင်ရိုက်ကြတာပေါ့နော် ဟုတ်ကဲ့ ပြိုင်ပွဲဆိုတာလေကွမ်ကိုတယောက်ထက်ရရင်တော့ကိုစိတ်ကြိုက်ရတော့ပေါ့ဒါပေမဲ့ဘာလို့လဲဆိုလို့ရှိရင် model စတယ်ပြီးဆိုတော့နေရာကြီးရအောင်ယူရတယ် ဟုတ်ကဲ့ ဟိုဘာကရှောက်ပေါ်မလို့ပြင်မနာပဲရှိတယ်ကြွချောင်းရတယ်ဘယ်နာလေးလာလဲဟိုဂျားလေးတိုးကြည့်လိုက်ဒီနာအကောင်းဆုံးနေရာတွေ့ပြီဆိုအဲ့နာလည်းတွေ့တော့ဒီကြပေါင်းရှိရတယ် ချိုးကြ ရ ရှေ့ ရှောက် ကြီးရ ပေါ် အောင် ပြီးတော့လေဒီဘက်ကြည့်တော့ရှောက်အော်လာအော်နေရတယ်ဘယ်သူအော်လာကိုရိုက်တဲ့နေရာနဲ့ဘယ်တော့ပဲလူကင်မရာကိုလာကြည့်ဘယ်မှမလာမှာဘယ်လိုဖြစ်လို့ကောင်းလို့အရင်တော့ဘာလို့ဆိုနေရာရွေးတဲ့တိုင်ကကျွန်တော်တို့တိုးဝင်ခွေရရတာဟိုဂျားလေးတွေကတိုးပြီးတော့ပေါက်တူးထုံးနှစ်ခုကြားနေတိုးကြည့်လိုက်အဲကောင်းပြီဆိုလို့ရှိရင်အဲ့နာလာရိုက်တော့ရိုက်တင်လဲကောင်းတယ်ပဲလဲကောင်းတယ်ဆိုအဲ့နာလာမရှိရတော့သူ့လိုဘက်ကသွားရိုက်လိုက်အဲငယ်ကြီးအများကြီးအောင်ဒီဘက်ကသွားရိုက်လိုက်အဲ့လိုသာအများကြီးသွားနေတာပုံကောင်းကဟိုပုံကြီးများပြီးတော့မရတော့နောက်တစ်ခုကညတို့ချိုးရရှိရပုံကောင်းတာရှိရပုံကြီးဘာလို့များလားများတော့ခါရွေးရခက်ဟုတ်တယ်မလားများတော့ခါဒါကြီးမကြည့်ကျင်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ပုံကအများကြီးလို့ကျွန်တော်စလိုက်ကျွန်တော်တင်းနေဆိုတော့ရဲပြီးတော့စလိုက်ပါမလို့6အများဆုံး3ဘက်ပဲရတယ် deposition ကိုအဲ့ကြံရွေးရလွယ်တယ်လေဟောဒီထဲမှာဒါလေးကောင်းမှာကျိုးဆိုရင်နမော်ဒယ်ကြီးနဲ့ရိုက်နေလို့အဲ့ပုံလေးများလားပုံလေးများလားဗျရွေးရမခက်ဘူးလားခက်ပါဒီပုံကောင်းလို့ပုံကောင်းပုံအများကြီးကရွေးရတာနဲ့ပုံနည်းနည်းကရွေးရတယ်ဘယ်ကပုံများပို့ပြီးတော့ဟိုဖြစ်ပုံနည်းနည်းကရွေးရတာကျွန်တော်တို့ပို့ပြီးတော့ရှားလွယ်ပုံကောင်းရှားပုံအများကြီးရွေးရခါကျပုံများအီးလာကြတော့ဒေါင်းအမှုကြော်နေရတာပြီးတော့ကင်မရာရှတ်တာလာကိုကင်မရာပြန်ရောက်ရင်ဈေးရောအများကြီးရောက်ရိုက်ကြမယ်ဆက်ပြောပါ နော်အဲ့ဒီမနက်ခင်းရိုက်ထားတယ်ပေါ့လေခြေတော့အဲ့မှာဒေါက်ဖက်နဲ့မှာကျွန်တော်ဗာတွေ့လို့ဒီလိုလေးထောက်ထားရတာခြေတော့လည်းကျွန်တော်ထပ်နေခင်ဗျားတို့အဲ့မှာဒေချာကြည့်လို့ရှိရင်ခြေတော့ကဒီရှေ့ရဒီလိုလေးရှိတယ်နောက်ကခြေတော့ကသူ့တက်သွားထပ်ပြီးတော့ဒေါက်ကသွားထပ်တယ်ဒေချာကြည့်ရင်ဖက်နဲ့တင်ရနေလို့ဖြစ်ခြေတော့တစ်ချောင်းလေးထောက်ထားလို့ဖြစ်ကျွန်တော်အဲ့ဒါကြောင့်မို့တချို့ပုံလေးဆိုကျွန်တော်အဲ့ဒါနဲ့မပေးခဲ့တာလေးရှိတယ်နောက်ခြေတော့တစ်ချောင်းကွဲထွက်သွားတဲ့ပုံကြတော့အိတ်ဆိုရှာနုနော်အဲ့ဒါလေးတွေနည်းနည်းသတိထားအောင်နော်အဲ့တော့ပြိုင်ပွဲလည်းများများပြိုင်ပါအဲ့ခြေတော့ကတစ်ချောင်းလေးထောက်ထားလို့လေးလာဖြစ်ခြေတော့တစ်ချောင်းကခြေတော့တစ်ချောင်းရဲ့မကွဲဘူးပေါ့ဗျာနော်ပုံတိုင်းတော်တော်ဖြစ်နေတာတွေ့ရဟုတ်တယ်ဟိုနည်းနည်းကွဲထွက်တဲ့ပုံကနှစ်ပုံလောက်လားတွေ့ရတယ်တပုံကတော့တော်တော်လေးမှုကောင်းပေမဲ့ exposure ရော့နော်အဲ့ဒါလေးတွေသတိထားပေးပါအဲ့တော့အဲ့လိုမျိုးခြေတော့ဖြစ်နေ3 quarter ဖြတ်ပလိုက်ပေါ့ဗျာအဲ့ဒါဆိုခြေတော့မမြင်ရတော့ဘူးပြီးသွားတော့နော်အဲ့တော့အဖြတ်တော့ကတော်တော်အရေးကြီးပါတယ်နောက်လိုက်ဘောကအဲ့ဒါပြောလေကျွန်တော်ဟိုသူကဟိုတချို့ဆိုလို့ရှိရင်ဒီအပေါ်မှာကျယ်နေခဲ့တဲ့ခါကျဒီတောက်မှာလိုက်ပေါက်ကြီးရအဲ့ဒီအဖြူကြီးပေါ့ကျွန်တော်တို့သွားအဲ့ဒီကောင်ကိုဖြတ်ချလိုက်လို့ရှိရင်သူကသူလုံချုံလေးဖြစ်သွားမှာခင်ဗျားတို့အဲ့ဖြတ်တဲ့နဲ့ဟာကိုကြာမဖြတ်ခဲ့ဘူး ခုနကတည်းမှာအဲ့ပုံကြီးအများကြီးပါ တော်တော်များများပါတယ်တော်တော်များများ မှုတွေကောင်းတယ်နောက်ကအဲ့ပေါက်ကြီးတွေ exposure လဲ correct exposure ဖြစ်ဖို့ပို့ပြီးတော့ exposure ကတော့ correct exposure ကတော့ခင်ဗျားတို့သိမခဲမှာဘူးဗျာဒီဘက်ကကင်မရာတွေကဟုတ်တယ်မလား ကျွန်တော်တို့ကဟို commercial ရိုက်တာများတော့ကြတယ်လေးအကွေးလေးသွားတာအဲ့ဒါလေးလေ ဟို ဆောင်းရဆောင်းလေးပေါ့ကြာ event သမားတွေက event လိုပဲရိုက် ဟုတ် ဘာလို့ဆိုတော့ဒီမဲ့ဆိုပုံလေးပွေးလေးတွေတားပြီးပြူလေးကြိုက်တာ အဲ့ဒါ ပြန်ပွဲမှာကြံပြီးတယ်ဟိုကကျွန်တော်တို့ကဘာပြောဒီမှာတက်အစ်စ်ပြန်ကြည့်တယ် day light ဆိုတာအဲ့ဒါပြန်ကြည့် ဟုတ်ဟုတ် ။များတော့အဲ့လိုမကွမ်းကို day light မလုပ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော် soft box ကြီးကိုရှေ့က dispute တော့ပေါ်လိုက်ပြီးအဲ့ထဲကိုပုံလေးထည့်လိုက်ထည့်ပြီးလို့ရှိရင်အောက်ကနေဟိုဟာလေး day light တစ်ချောင်းလောက်ထွန်းကြည့်လိုက်အဲ့ဒီ play လူကြီးကိုကိုလိုက်ဒါဒီလိုပုံစံမျိုးဖြစ်မှာ အခုကျွန်တော်တို့ဒီအားဆိုဒီနေ့ပွဲဆိုကျွန်တော်တက်ညာရှော့ပေါ့ပေါ့နဲ့ကျွန်တော်စဉ်းစားပြီးဖြတ်တာ ချိုးစိတ်မကောင်းတာရှိရင်ပြိုင်ပွဲတစ်ခါမှမပြိုင်ဘူးနဲ့တူတယ်ဒါကျွန်တော်တို့ဒါဆို decoration ပုံစံမီလာဆောင်အထူမှရိုက်တဲ့ပုံစံမျိုးတွေရိုက်ထားတာတို့မော်ဒယ်ပြိုင်ပွဲတွေမှာဘယ်တော့မှကန့်လန့်မရရအောင်ရိုက်နိုင်လို့ရှိရင်အဲ့ပုံထဲမှာကျွန်တော်တို့ move ပေါ့နော်မျက်နှာကိုအပြည့်ပအောင်ရိုက်နိုင်လို့ရှိရင်ကျွန်တော်မျက်နှာလေးဒီအလားလေးဘာလို့ဆို